ရှီအောင်မြို့တော်ကြီးတစ်ခုဖြစ်တဲ့ဥရဝါဆိုရင်ဘုံခဲ့တဲ့နှစ်ပေါင်း9000ခန့်လောက်ကမက်ဆိုပိုတေးမီးယားဒေသမှာတည်ရှိခဲ့တဲ့ဆူမေလီယန်ယဉ်ကျေးမှုရဲ့အရေးပါဆုံးမြို့တော်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ဒီမြို့ကြီးဟာလူသားတို့ရဲ့ပထမဦးဆုံးမြို့ပြယဉ်ကျေးမှုတွေကတစ်ခုဖြစ်တော့သတ်မှတ်ခံထားရပြီးဘဝကမိုင်းမှာလည်းအထင်ကြီးအဆောက်အအုံတွေစမ်းသစ်တည်ထွင်မှုတွေများစွာနဲ့ထင်ရှားတဲ့မြို့ကြီးလေးဖြစ်ပါတယ်။ရှီအောင်မြို့တော်ကြီးဖြစ်တဲ့ဥရဝါယူဖရက်တီမြစ်နဲ့တီဂရီမြစ်နာကမက်ဆိုပိုတေးမီးယားဒေသမှာတည်ရှိခဲ့တာပါ။နှစ်ပေါင်း3100နဲ့နှစ်ပေါင်း4000ဝန်းကျင်လောက်မှာတော့အထွန်းကားဆုံးမြို့ကြီးဖြစ်လာခဲ့ပါတယ်။မက်ဆိုပိုတေးမီးယားဒေသကိုဒီခေတ်အခေါ်နဲ့ဆိုရင်တော့အီရတ်နိုင်ငံကိုဆိုလိုတာဖြစ်ပါတယ်။ယဉ်ကျေးမှုနဲ့စမ်းသစ်တီထွင်မှုတွေအရစာပေနဲ့ရေးသားမှုတွေမှာလည်းကမ္ဘာပထမဦးဆုံးဂျူနီဖောင်ဆိုတဲ့စာရေးနည်းကိုတီထွင်ခဲ့ပါတယ်။စီးပွားရေးအုပ်ချုပ်ရေးနဲ့စာပေတွေကိုမှတ်တမ်းတင်တဲ့နေရာတွေမှာဂျူနီဖောင်ဆိုတဲ့စာရေးနည်းကိုပဲအသုံးပြုခဲ့ကြတာပါ။ပြည်သူ့ကပညာမှာလည်းဇီကူရလို့ခေါ်တဲ့ pyramid ပုံစံဘုရားကျောင်းတွေကိုဆောက်လုပ်ခဲ့ပါတယ်။ဒီဘုရားကျောင်းတွေကတော့ဘာသာရေးနဲ့ယဉ်ကျေးမှုတွေရဲ့အဓိကဗဟိုချက်ပါ။ဒီရှီအောင်မြို့တော်ကြီးပါရှုပ်ထွေးတဲ့လူမှုအဆင့်တန်းစနစ်တွေအုပ်ချုပ်မှုဖွဲ့စည်းပုံတွေကလည်းများစွာရှိခဲ့ပါတယ်။အဲဒီညမှာဘရင်တွေဘုံကြီးတွေနဲ့ကုန်သည်တွေကပဲအဓိကလူတွေအဖြစ်သတ်မှတ်ခံရပါတယ်။စိုက်ပျိုးရေးကုန်သွယ်ရေးနဲ့လက်မှုပညာတွေကတော့စီးပွားရေးရဲ့အင်အားတစ်ခုပေါ့။ဘာသာရေးမှာတော့အင်နာနာဆိုတဲ့နတ်ဖျားမကိုပဲအဓိကရှိခိုးကိုးကွယ်ကြပြီးဒါကလည်းဘာသာရေးရဲ့အဓိကပုံချက်ဖြစ်ခဲ့ပါတယ်။နတ်ကုန်းတွေနဲ့အခမ်းအနားတွေကတော့မြို့ရဲ့ယဉ်ကျေးမှုတစ်စိတ်တစ်ပိုင်းသာပါဝင်ခဲ့ပါတယ်။အမိုင်းဆိုင်ရာရေးပါမှုမှာဥရုမြို့ဟာမြို့ပြယဉ်ကျေးမှုရဲ့အစောဆုံးမြို့တစ်မြို့ဖြစ်ခဲ့တဲ့အပြင်အုပ်ချုပ်ရေးစာပေနဲ့ပြည်သူ့ကပညာတွေအတွက်စမ်းသစ်တည်ထွင်မှုတွေများစွာစတင်ခဲ့တဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ဒါကြောင့်မဲ UNESCO ကကမ္ဘာအမွေအနှစ်နေရာဖြစ်သတ်မှတ်ခဲ့ပါတယ်။ရှီအောင်သူပင်နာပညာရှင်တွေကဒီမြို့တော်ကြီးရဲ့သမိုင်းဝင်အဆောက်အအုံတွေချုပ်အုပ်စာတမ်းတွေကိုယနေ့ချိန်ထိပြီးလာနေကြရဖြစ်ပါတယ်။ယနေ့ခေတ်မှာတော့ရှီအောင်သူပင်နာပညာရှင်တွေဟာရှီအောင်မြို့ကြီးတွေဖြစ်တဲ့ဥရုပ်အာရနဲ့အခြားမြို့တွေမှာတူးဖော်ရရှိခဲ့တဲ့ရှုံးအုပ်စာတမ်းတွေကိုလေ့လာပြီးဆူမေဒီယန်ယဉ်ကျေးမှုနဲ့အုပ်ချုပ်ရေးစနစ်တွေကိုပုံမနားလည်လာကြပါတယ်။ဆူမေဒီယန်အုပ်ချုပ်ရေးစနစ်ကိုတော့မြို့နိုင်ငံဘုရင်တွေဘုရားကျောင်းတွေဂျူနီဖောင်စာရေးနည်းတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။မြို့တော်ရဲ့စီးပွားရေးအုပ်ချုပ်ရေးဥပဒေနဲ့ခြေခံအဆောက်အုံတွေကိုစီမံခန့်ခွဲတဲ့နေရာမှာလည်းအစွမ်းထက်တဲ့ရန်တရားတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါဟာလူသားကမိုင်းမှာအုပ်ချုပ်ရေးနဲ့ဗဟိုချုပ်ကင်မှုတွေကအစောဆုံးတစ်ခုဖြစ်ပြီးနောက်ပိုင်းချင်းကြီးမှုတွေပေါ်မှာပါကြီးမားတဲ့ဩဇာလွှမ်းမိုးမှုတွေရှိလာခဲ့ပါတယ်ဗျ။ဒါကတော့ကမ္ဘာရှီဟောင်းသမိုင်းမှာမှတ်တမ်းဝင်ခဲ့တဲ့ရှီဟောင်းမြို့တော်ကြီးတစ်ခုဖြစ်တဲ့ဥရုရဲ့အမိုင်းကျောင်းတစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။ယေရှုသူအားလုံးကိုလည်းယေရှုတင်ပါတယ်ဗျ။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်